အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့တောင်းကလာပါကမြစ်တာလန်းနဲ့ကျော်တူလန်းတော်မှာရှိတဲ့ MT1 Kitchen က breakfast menu လေးကိုကျွန်တော်မိသားစုနဲ့အတူသွားစားဖြစ်ခဲ့တဲ့ vlog လေးပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဆိုင်ကိုရောက်တော့မနက်၈ နာရီဝန်းကျင်လောက်ဖြစ်ပြီးဆိုင်မှာလည်းမနက်စာလာစားရလူတွေနဲ့ပြည့်နှက်နေတာတွေ့ခဲ့ရပါတယ်ဒီဆိုင်လေးမှာတော့တင်ဆန်းအပါဆိုဈေးက2000ကျပ်နဲ့တင်ဆန်းမပါတဲ့ဈေး1400ကျပ်ခန့်ဆိုပြီးခွဲခြားတာတွေ့ရပါတယ်ဒီ MT1 Kitchen ရဲ့ပေမှာနေ့စဉ် menu ပေါင်းအစုံတင်လေးရှိပြီးကျွန်တော်ဒီနေ့သွားစားဖြစ်ခဲ့ရတာကတော့တနင်္ဂနွေနေ့ menu လေးပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်အမြင်ပြောရရင်ဆိုင်လေးကတန်ရှင်းတက်ရက်တယ် service ကောင်းတယ်ပေါ့ဗျာအားလုံးပဲကျွန်တော်ရဲ့ vlog လေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ် vlog တွေမှာလည်းဆက်လက်ဆောင်တွေ့ပါအောင်မယ်ခင်ဗျာကျေးဇူးတင်ပါတယ်